Okay အဲ့တော့ကျွန်တော်နောက်ထပ် formula တစ်ခုကိုကျွန်တော်ထပ်ပေးပါဦးမယ်ဒီမှာတော့ကျွန်တော်ဘာလို့အဓိကပြောချင်တယ်ဆိုလို့ရှိရင် the cycle formula ဘိတ်ဆွေဗီဒီယိုတွေဆက်လောက်သွားဖို့အတွက်ကိုအရေးကြီးတဲ့ကျွန်တော် formula တစ်ခုကျွန်တော်ပေးဖို့ရှိပါတယ် the cycle formula လို့ခေါ်ပါတယ် okay ကြည့်ကြည့်အောင်ပါလဲဆိုတာအဲ့တော့ the cycle formula ဆိုတဲ့အတိုင်းကျွန်တော်စက်ဝိုင်းပုံလေးကျွန်တော်တွေ့ရပါလိမ့်မယ်အဲ့စက်ဝိုင်းရဲ့ထိပ်ဆုံးမှာပါလဲဆိုလို့ရှိရင် create content consistently ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ consistency ရှိနဲ့ဗီဒီယိုတွေကိုပုံမှန်ဖန်တီးနေဖို့လိုတယ်မိတ်ဆွေအချိန်တစ်ခုသတ်မှတ်ထားမယ်ပြီးအဲ့ဒီအချိန်တိုင်းကိုကျွန်တော်တို့ဗီဒီယိုတွေကိုပုံမှန်ဖန်တီးနေဖို့လိုတယ်နောက်တစ်ခုက learn from analysis ကျွန်တော်တို့ဗီဒီယိုဖန်တီးပြီးပြစ်ထားလို့မရအောင်ကျွန်တော်တို့ရဲ့ analytics data analytics ကိုကျွန်တော်တို့ကကြည့်ပြီးတော့မှကျွန်တော် dashboard ကိုကြည့်ပြီးတော့မှဘာတွေလေ့လာသင်ယူလို့ရမလဲဆိုတော့ကျွန်တော်လေ့လာသင်ယူနေရမယ်ပြီးရင် mistakes တွေကိုအမှားတွေကိုရှောင်မယ်မှန်တဲ့ဟာတွေကို repeat ပြန်ပတ်မယ် duplicate ပြန်လုပ်မယ်ပြီးရင်ခုနကကျွန်တော်ပြောခဲ့တဲ့ 3 step strategy ဖြစ်တဲ့လူတွေစီကိုရောက်အောင် reach ရောက်အောင်ဗီဒီယိုတွေကိုပြန်လုပ်မယ်ပြီးရင် clickable လို့ခေါ်တဲ့လူတွေရောက်ပြီးသွားရင် click နှိပ်ချင်စေပေါ်လာအောင်ထပ်လုပ်မယ်ပြီးရင် satisfaction လို့ခေါ်တဲ့လူတွေကျေနပ်အောင်ထပ်လုပ်မယ် okay ၃ဆင့်ရှိမယ်နောက်ဆုံးတစ်ခုကကျတော့ keyword research ကျွန်တော်တို့ထပ်လုပ်မယ်ပြီးရင် new idea တွေပြန်ရှာမယ်ပြီးရင်ဗီဒီယိုတွေပြန်တင်တာကနေစ okay အဲ့တခုချင်းကျွန်တော်ရှင်းပြပါเนาะတခုချင်းဒီဒါတွေကပါတယ်လဲဆိုတာ create content consistently ခုနကကျွန်တော်ပြောခဲ့ပြီးပါပြီကျွန်တော်တို့ရက်ကိုလုံးဝမရက်ပါစေနဲ့miss မဖြစ်ပါစေနဲ့ကျွန်တော်တို့မတင်ပြစ်လိုက်တာမျိုးကျွန်တော်မဖြစ်ပါစေနဲ့ပုံမှန်တင်မှာ promise ကိုရော audience ကိုရောပေးပါပြီးရင်အချိန် date quality နဲ့ value ကိုပုံမှန် consistently နဲ့ဗီဒီယိုတွေစပြီးတော့အခုဖန်တီးပါ okay ဗီဒီယိုတွေဖန်တီးပြီးသွားပြီဆိုလို့ရှိရင်ဗီဒီယိုတွေတင်ပြီးသွားပြီဆိုလို့ရှိရင်သူတို့ပြန်ပြီးတော့ analyze လုပ်ရလိမ့်မယ်အဲ့ analytics ကနေကျွန်တော်အဓိက3ခုကြည့်သေးခြင်းပါတယ်ဗာလဲဆိုလို့ရှိရင် CTR လို့ခေါ်တဲ့ခုနကပြောတဲ့ click through rate ကိုကြည့်သေးခြင်းနဲ့ဒါအရှိမဘယ်လိုကြည့်ရမလဲကျွန်တော်ပြောပြီးသွားပြီနောက်ပြီးတော့ရင် watch time ခုနက watch time ကိုလည်းကျွန်တော်ကြည့်သေးခြင်းပါတယ်ပြီးရင်နောက်တစ်ခုကကျတော့ traffic source ကိုလည်းကျွန်တော်ကြည့်သေးခြင်းတယ် traffic source ကကျတော့အရှိမကျွန်တော်မပြောခဲ့ဘူးဒါပေမဲ့ analytics dashboard ထဲမှာဘယ်နေရာတွေကနေလာနေတယ်ဆိုတာလေးကိုကျွန်တော်တို့သိအောင်ကြည့်သေးခြင်းတယ်တကယ်လို့ကိုက Facebook ကနေပဲလာတာများနေတယ်ဆိုလို့ရှိရင် extra နဲ့ဆိုပြီးသူကလာတာများတာပြလိမ့်မယ်အဲ့ဒါမျိုးဆိုကျွန်တော်တို့က YouTube မှာ keyword research တွေများလုပ်ဖို့လိုလာပြီဒါမျိုးတွေကျွန်တော်တို့သိနိုင်တာပေါ့နော်အဲ့တော့ခုနပြောတဲ့ analytics ကနေဒီ3ခုကိုပုံမှန်ကြည့်ပြီးတော့ကိုယ့်ကိုလမ်းလုပ်ပါ CTR တက်လာအောင်ဘယ်လိုလုပ်မလဲ watch time တက်လာအောင်ဘယ်လိုလုပ်မလဲပြီး traffic source ဘယ်ဟာတွေဖြစ်နေတယ်လဲဒါကိုပုံမှန်ကြည့်နေပါ okay ဒါတွေကြည့်နေပြီးတော့မှကျွန်တော်တို့ဘာလုပ်ကြမလဲဆိုရင်ကျွန်တော်အမှားတွေကိုကျွန်တော်တို့ရှောင်မယ်အမှန်တွေကို repeat ပြပတ်မယ် duplicate copy ကူးမယ်အဲ့တော့ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ဗီဒီယိုတွေ review လုပ်ငါတို့ဘယ်နေရာမှာမှားလဲဘယ်နေရာတွေကငါတို့မှန်လဲเนาะအဲ့တော့ဒီဗီဒီယိုတွေကြောင့်ဒီဗီဒီယိုတွေမှာဘယ်အချက်တွေကငါတို့ဘူးများပိုရစေတာလဲခုန CTR ပုံများရစေတာလဲဒါမှမဟုတ် CTR ဘာကြောင့်နေတာလဲပြီးတော့လို့ရှိရင်ကျွန်တော်တို့မကောင်းတာတွေကဘာတွေလဲဒါတွေအားလုံးကိုကျွန်တော်တို့ပြန်ပြီးတော့ analyze လုပ်ပါပြီးတဲ့ခါကျလို့ရှိရင်မကောင်းတာတွေကိုရှောင်ကောင်းတာတွေကိုစောင့်ဒါရှင်းပါတယ်เนาะအဲ့တော့ဗီဒီယိုတွေပုံမှန်ဖန်တီးမယ်တင်တဲ့ဗီဒီယိုတွေအကုန်လုံး analytics dashboard ကနေ review ပြန်လုပ်မယ်ကောင်းတာတွေကိုယူမယ်မကောင်းတာတွေကိုပယ်မယ်ပြီးရင် RCS ကျွန်တော်တို့ reach ရဖို့အတွက်ကို keyword research ကျွန်တော်လုပ်ပါမယ်ပြီးရင် clickable ခုနကပြောအရှိမပြောခဲ့တဲ့ thumbnail နဲ့ title တွေကောင်းကောင်းရေးပါမယ်ဒါတွေကျွန်တော်အကုန်လုံးတင်ပေးပြီးသားเนาะကောင်းကောင်းရေးပါမယ် watch time ပို့တိုးတက်ဖို့အတွက်ကို satisfaction တက်အောင်လုပ်ပါမယ်okay အဲ့တော့ခုနကဗီဒီယိုတွေကိုပုံမှန်တင်နေရင်းနဲ့ analyze ပြန်လုပ်ရင်းနဲ့ကောင်းတာတွေကိုယူပြီးတော့မကောင်းတာတွေကိုပယ်ရင်းနဲ့ keyword research တွေကိုပိုကောင်းအောင်လုပ်ရင်းနဲ့ clickability ပိုတက်လာအောင်လုပ်ရင်းနဲ့ viewer တွေနဲ့ကျွန်တော်တို့ view ဗီဒီယိုတွေကိုကြည့်ပြီးတဲ့အချိန်မှာ satisfaction ရအောင်ကျွန်တော်တို့လုပ်ရင်းနဲ့မှာအဲ့ဒါကြီးလုပ်ရင်းနဲ့မှာကျွန်တော်တို့ပို့ပြီးတော့ view တွေရလာလိမ့်မယ်ပို့ပြီးတော့ကျွန်တော် subscriber တွေတိုးလာလိမ့်မယ်အဲ့ဒီအချိန်ကြာလို့ရှိရင်နောက်ထပ်ဗီဒီယိုတွေထပ်ရိုက်ဖို့အတွက်ကိုကျွန်တော်တို့ထပ်ပြီးတော့keyword research ပြန်လုပ်ပြီး competitor တွေစီကနေပြီးတော့ land ပြန်လုပ်ပြီး idea တွေပြန်ပြီးတော့စဉ်းစားအဲ့ဒီဟာတွေအကုန်လုံးပေါင်းပြီးတော့ video consistency ကျွန်တော်တို့ video တွေကိုပုံမှန်ဖန်တီးတဲ့စီကိုပြန်သွားအဲ့ဒီအနေနဲ့ cycle လေးကျွန်တော်တို့ပတ်နေရ okay အဲ့တော့ဒီ cycle 5ဆင့်မှာမိတ်ဆွေအနေနဲ့ကျွန်တော်တို့ဆရာတွေရှိတယ်အဲ့ဒါတွေကိုပုံမှန်အမြဲတမ်းလုပ်ပြီးတော့မှမိတ်ဆွေရဲ့ channel ကိုပို့ပြီးတိုးတက်အောင်ကျွန်တော်တို့လုပ်လို့ရမယ် okay တော့ဝင်ငွေပိုကောင်းအောင်လုပ်လို့ရမယ် income flow formula ရှိသေးတယ်income flow formula ကြည့်ကြည့်အောင်